အင်္ဂလိပ်စကားလည်းမတတ်တော့အစင်ကိုပြေးနေတာပဲသူပြောတယ်လဲကိုနားမလဲကိုပြောတယ်လဲသူနားမလဲအေးရောဟုတ်ပြီနော်အဲ့ဒါပဲညာလည်းကိုစီသူတို့ကိုကျင်တောင်းမှုတော့နည်းနည်းလေးအင်အားနဲ့လုပ်ကြည့်အောင်နော်အဲ့တော့ကျွန်တော်မိတ်ဆက်ပေးစရာရှိပါတယ်ကျွန်တော်တို့ဘန်ကောက်မှာအဲဟိုကလည်းကျွန်တော်တို့Joker Variety ဆိုတာကြားဘူးလားမသိဘူးထိုင်းနိုင်ငံလာရိုက်သွားတာလေကျွန်တော်တို့မှာ 5 star 9ရောက်နဲ့လာရိုက်သွား Joker Variety အဲ့ဒါကျွန်တော်တို့မြန်မာဒိုင်တာဟုတ်ပါထိုင်းဒိုင်တာလာရိုက်သွားတာအဲ့မှာတည်းကကျွန်တော်တို့အရန်ရင်းနေနေတဲ့ဟောပေါ့အမတွေလည်းရှိတယ်ကျွန်တော်တို့ဘန်ကောက်ရောက်တော့ဒီပြန်ညံ့တော့ဝင်ရမယ်သူလာခဲ့ပါဦးနဲ့ကျွန်တော်ဖိတ်ခေါ်ထားတယ်ပြီးတော့ညီမလေးတွေအရန်ရင်းနေတယ်ကျွန်တော်တို့နဲ့သွားပြရအောင်မနေ့ကတပတ်ကတော့သွားပြရအောင်ဒါပေမဲ့ဝမ်းသာစရာကောင်းတာအဲ့ထိုင်းရ model တွေတူကကျွန်တော်တို့နဲ့အရန်ကြီးနေတယ်မြန်မာပြည်မှာလည်းကျွန်တော်တို့ 5 star 9နဲ့ကြော်ညာလာရိတ်သွားတယ်မြန်မာဩပါပေါ့နော်မြတ်တက်မျိုးဩစာကြော်ညာလာရိတ်သွားပြီးတယ်မကြပြီမှာအဲ့ဒါလာတော့မယ်အရန်ကြီးနေတဲ့ model တွေအရန်လာတယ်အဲ့ကောင်မလေးကကိုတို့ဒီမှာကမင်းလာမလားဆိုတော့လာတာပေါ့တဲ့အေးစေးပဲဒါဆိုတော့ကျွန်တော်တို့ဖိတ်ခေါ်ချက်ရရောက်လာပါဆရာတို့လည်းဖူးရင်းနေပေါ့နော်နောက်မှရောက်နေပါတယ်ခင်ဗျသူကလည်းကျွန်တော်တို့မြန်မာပိတ်သက်တွေစကားတွေတကွန်းတကွန်းပြောကျင်လို့တဲ့ကြည့်အောင်နော်ထိုင်း model လေးလက်ခုပ်တန်လေးနဲ့ကြိုဆိုရအောင်ရတလောက်လှတဲ့မော်တယ်ကလေး no ဘုရားစုကမြေမကောင်းရှုမကောင်းပါဗျာဘယ်ကပါလာတဲ့မော်တယ်လဲတော့မသိဘူးလုံးတော့ကွာကတော့ပါဗျာပြီးရင်ကိုစီသူဘာသာပြန်ခိုင်းအောင်ပဲဒီနင့်ဖွင့်ခန်းဆိုတာထိုင်းရင်တစ်ချင်းထဲမှာရှိလားဘလို့စာသားလည်းမသိပါဘူးကွယ်စောက်တလွဲပါကွာဘလို့ကြီးကွာဘုန်းကြီးเจ้าမှာစောက်တယ်သရဲမှာလားမသိပါဘူးမော်ဒယ်မနဲ့ကိုမတူပါဘူးဗျာသိစင်းရဲစရာကောင်းပါနဂလိုက်ကြတယ်သူဖေပါပေါ့ပါဗျာကဲငါပန်းခဲ့ငါokay guys you are speak ကျွန်တော်ထိုင်းလို့သိမတက်မိသားစုမှာကျွန်တော်ဘာသာပြန်ပြီးတော့ကျွန်တော်သိနားမလဲလို့ you are speak စကားနည်းနည်းပြောပြပါမြန်မာလိုနည်းနည်းတက်တယ်သူကပြောပြပါစวัสดีค่ะအဲ့ဒါလေကွာမိတ်ဆက်တာလေမယ်လေးမင်္ဂလာပါစวัสดีค่ะအဲ့အဲကိုက audio ထည့်ပေးလိမ့်မယ်နေထည့်စရာအကြောင်းမရှိနော်ကိုပဲကိုလို့မဲခအဲကိုတွေပါပါတယ်စวัสดีค่ะမင်္ဂလာပါခပ်ပါခါဒီမှာလေဟိုလာမရရှာစုရောက်ခနိုင်ခါခင်ဗျာစုရောက်ခနိုင်ခါအဲ့ဒါဘာလဲဗျာစောက်ယူခနာကိုင်ထားပြီးတော့အကုန်လုံးကြောင်သွားတာစုရောက်ခနိုင်ကဆိုတဲ့စကားဒီမှာအကုန်လုံးတိုင်းပါအကုန်တက်တယ်ခပနောက်ကိုင်ခပနောက်ကိုင်အဲ့ဒါဘာလဲခပနာကိုင်ဘောကြတယ်မကြတော့ audio ဆက်စရာတွေတော့သဘောတွေကြည့်ရသူကထိုင်းနေဆိုဘာပြောသူလည်းဘာလို့မြန်မာလိုနားမလည်ဘူးနော်ဟုတ်ကဲ့စင်ပြေတယ်ပြောချင်ရပြောလို့ရတယ်ဒီဘာဖြစ်နေတာပါအဲ့တော့ပိတ်တယ်များခင်ဗျာဟောတိုက်လားနားမကန်နဲ့ကောင်းလေးတေးလေးမယ်နေခပ်ပုံတော့မရှိပါဘူးကွာရပါတယ်ဟုတ်ကဲ့ထိုင်းနေမှာဘလို့ရွေးထုတ်ထားလဲ model လည်းမသိပါဘူးဟုတ်ကဲ့ဘယ်လိုလုပ်နေလဲဒီစောင်းချက်မရှိဘူးလား
ကိုပြောချင်တယ် तू နားမလဲဘူးအေးရှင်းပဲကျွန်တော်မြန်မာလိုပြောပါမယ်အနေခန်းတော့နင့်ကိုမသုံးသလားတို့စိတ်ပြည့်စရာလားညင်ညင်လည်းမနေဘူးကွာstability you are stability okay ညင်ညင်နေဟိုကမြန်မာလိုပြောပါခင်ဗျာထိုင်းလိုပြန်ပြောပြပါအခုလိုကြွားကြတဲ့ပြည်သူများအားလုံးကျေးဇူးတင်ပါတယ်သမီးရဲ့နာမည်ဆွန်ထောပါအခုလိုမြန်မာပြည်သူများကိုပြောပြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့အကြောင်းကိုထိုင်းလိုပြောပြပါสวัสดีครับမင်္ဂလာပါขบวนขาကျေးဇူးတင်ပါတယ်ขนาวขแหนขนาวตายคุณดูขนาดปลาปลีปลีปลาสมกายဟိုထိုင်းစကားတွေထဲမှာခတ်တယ်ရလို့ကျွန်တော်တို့ယုံပါတယ်တပ်ပတာတပ်ပတိခပတိတပ်ပရာခပရာဒါထိုင်းနေခတ်မမြောက်တော့ขาခါရခင်ဗျားပြောတာကျွန်တော်နားမလဲ next one สวัสดีครับ ขบวนขากล่าวกลีกลีกลาปลีปลาสมกายအမသူအိုးဒုက္ခပါပဲမသေးတယ်ထွက်ကြောင်းပြဲထွက်ကုန်ဘောင်းမီတွေပါပြဲကုန်ရှိသေးနေကိုလူသွားတာသူစိတ်ဆင်းရဲဟိုမကြည့်တဲ့ style လဲကြည့်အထူးထမ်းကြည့်တာသူ့မှာဘောင်းမီနှကန်းဒီကိုပိတ်တာလိုက်မြန်ဆိုးလာသလားကွယ်ရှိတဲ့နှကန်းတွေတော့ကုန်ပါပြီသူစိတ်ဆင်းရဲစရာကောင်းပါတော့ကွာဟုတ်ကဲ့ကျေးဇူးတင်နေနော်โอเคရှင်မြန်မာလိုတက်ဆွဲတယ်ပဲမလားမြန်မာလိုတက်နေအစိုးရတဲ့တင်ပြောပါလားလို့ငါမြအထင်းကြီးမလားလို့ပြောကြည့်တာပေါ့ဟုတ်တယ်ဗျခင်ဗျာချက်ပတ်ကနေဘာလျှောက်ပြောငါမြတော့ဟောနေလေပါတယ်ဘာလို့မဖြစ်လဲဗျငါမြတော့ငါမဟုတ်ဘူးအော်တော့မဖြစ်လဲဗျမြို့ကထိုင်းလို့ဆဲလိုက်မယ်ဘယ်လိုဆဲမလဲဖေရော့စ်မာတာဘယ်လိုလဲကျွန်တော်ပြန်တင်ပြီးထိုင်းမှာဖေရိုးမှသားဆိုတကယ်ဆဲတာလားလို့ငါလည်းစစင်းရကိုလည်းနားမလို့ခံနေရဟုတ်ကဲ့ကျေးဇူးတင်နေညင်ညင်လေးနေပြီးလို့မရဘူးလားဘာတွေသိနေတာလဲခင်ဗျအောက်ကညင်ညင်လေးနေလို့မရအောင်ငါအဆငါတက်နေပြီချော်လဲမှာဆိုလို့ဒီမှာဟွာလေးလုံခြုံရေးတွေလည်းဒီမှာယူထားတယ်သတင်းကြခေါ်ရဲလိုက်မှာပဲကိုစီသူမခေါ်နဲ့ကျွန်တော်ပဲဓာတ်ပုံရိုက်သွားဒီပုံလေးကိုဓာတ်ပုံရိုက်ပြီးတော့အိတ်ရှိတက်တက်မှာချိတ်တာအိမ်တရေမလာတော့တရေပြေးတယ်အဲ့ရုပ်ကလေဟိုကောစစ်စင်းရဲပါလားကိုစီသူရဲ့လုံညုံရေးတွေရှိရင်15လောက်ခေါ်ပေးစမ်းပါဘာလဲမလို့ဒီကမောက်ခေါ်ဖို့တော့မရင်းကျင်စမ်းပါဗျာပြောလိုက်တာကိုစီသူဒီကောင်မောက်ဘလို့ခေါ်လာကြလဲမသိပါဘူးမပြောနဲ့စီသူကငါလင်စီသူရဲ့ဒီအကြီးကိုနင်ဘလို့စီသူကိုနေလောက်ကြပြီငါ့ကိုယူမလို့လားမလုံးနဲ့တော့ငါမြောက်ကုတ်တော့မခံနိုင်ဘူးဘလို့လဲမသိပါဘူးကွာတဲရပဲလေတဲရပဲတဲလေလာထွားကုန်ပြီလာပါပဲတောက်ပါလာပါခဏတော့ကြောက်ကျွန်တော်ဟိုလူမလက်ပူရီပေါ့နော်လက်ပူရီဟမ်လက်ပူရီရောတဲ့လက်ပူတာခွဲတာဘာလို့ပြောနေမှမသိဘူးဘာညီရဲ့ကိုယ်တိုင်းစကားနဲ့တင်ပေးစမ်းပါတက်လာငါညီနော်ဟုတ်ပြီဟိုကျွန်တော်တို့ဒီမှာကပြဖပြရတဲ့ခင်ဗျားရှင်တွေမှာဘယ်လိုခံစားချက်ရှိလဲပြောတယ်တောက်ပြတာပဲတိလားဆရာတော်ဘုရားရဲ့ဖိတ်ကြားခြင်းကျမလာတာအမလေးဒီလေးရောက်ရပေါ်တဲ့တော့ရပြီတဲ့အဲ့လူတွေပါကြဲလို့မိစိတ်တွေမှာဒါငစိမ့်တန်းအောင်မင်းနေလားအဲ့ဒါတော့အော်ဟစ်နေအောင်တိုးပြောပါအကုန်လုံးကနားလေတယ်အဲ့ဒါကဘယ်လိုပြောပဲဖေရိုးစပါတာကုန်းပြောပါဗျာနားတော်ညင်လို့ပါပြောတယ်ပေါ်တဲ့လောက်ရလဲဟင်းနာပဲသူလားပြီးတော့လာမလာဟဲ့ဟိုကနှစ်ကျဲနဲ့ဘာလို့နှစ်ကျဲရလဲတော့မသိဘူးဟုတ်လားဆုံးချိန်မှာကြောင်းမြန်နှစ်ကျဲဘတ်20နေမှာဗောမသိဘူးလေအဲ့ဒါလည်းကျမရုံချင်းလိုက်ရကျမကိုသိလားဟိုပါလေဆုံးတော့လေကျမကိုနှုတ်ဆက်တာတကမင်းလုပ်လိုက်လားဘာလဲပေါ်ပါကျမဒီဘက်လည်းနောက်ဒီကကျမဘယ်နာကလာပြီဟိုမှာဆုံးတော့လေနှုတ်ဆက်တာမဟုတ်လေအဲ့ဒါဘာဖြစ်တာလဲပေါ်အဲ့
ကျမနောက်ကိုဆုပ်သွားတယ်နောက်ကကောင်းလိုက်တော့ဟိုမှာဆုပ်တော့တယ် အဲ့ဒါနှုတ်ဆက်တာမဟုတ်ဘူး ကျမပျော်တယ် ဘယ်လိုပြောရလဲ ဘန်ကောက်ရောက်ကျမကြွားလို့ရပြီ ဘယ်လိုကြွားမလဲ လက်ပရီမှာဖင်ကောင်းကျဲခဲ့တယ်ပေါ့ နင့်ကိုချစ်လို့ဖိလိုက်ကုတ်နေတာတသက်စတာဟာအဲ့ဒါနင့်ကိုစနေတာ တကယ်လောက်တာမဟုတ် ဟာနင့်ကိုလှုပ်တဲ့လူကတော်တော်မူးတဲ့လူမှလားအစင်ပြေမှာသလား ဘူးအောင်တိုင်းပါဘောဟာ ရုပ်ကလူနဲ့မတူပါဘူးဗျာဒါပေမဲ့နင့်ကိုအော်ဒီယိုသမားထိုင်းပုဂ္ဂိုလ်ကြီးအရင်သဘောကျတယ် တဘာလို့ချင်လဲသူ သဘောကျယူမှာပေါ့အမလေးတော့အမလေးချိန်တာကောင်းတာနော် ဟုတ်လား ဘောလုံးလေးကိုလေချီလို့လောက်တာအတောင်အတိုးချက်လောက်တာဘောလုံးလေး လက်တော်တော်ကစားတယ် အမလေးအဲ့လိုသူ့လည်းကျမနဲ့ညာအတော်ပဲ ဘာလို့မလဲ မင်္ဂလာဦးညမလေးကျမကို လေးနာမလေးမသားမသားရနေသေးတယ်ဟိုကနဲ့မိုက်ကြီးနဲ့စောင့်ထုံနေသေးဦးမယ် အမလေးအဲ့ဒါမှကျမဖြုံတော့မဖြုံ တော့မနိုင်ပါဘူးတော့စိတ်စင်းရအောင် မပြေးပြေးရီလို့ချုပ်ရိုးတွေပြီးကုန်မယ် ကဲစွတ်တော်ရေး စွတ် ရှင်းနည်းမစွတ် ကျမတို့စီမှာရှင်းကိုစွတ် ဘယ်လို ကျမတို့စီမှာရှင်းကိုစွတ် ရှင်းကိုစွတ် ရှင်းကိုစွတ် ရပြီတင်းနေတယ်နော်လာမစွတ်နဲ့ပါးရိတ်လိုက်မယ်ငါဟောလာပြီးတော့ဟုတ်ကဲ့ ငါနဲ့ငါလည်းအမှုသမားကြီးကြာနေပဲ ဟုတ်ကဲ့စွတ်တော်ရေး ဟုတ်ကဲ့ရှင် အခုလို့ကျွန်တော်တို့မိသားစုများကိုလာရောက်ပြီးတော့ဂုဏ်ပြုစကားပြောပြီးကျေးဇူးများတင်ပါ တတာဘယ်သူတွေ့လို့လဲ ခုံနေတက်တာဗျ ဟိုနေစိတ်ထဲမှာတကူဖြောက်အရဲတွေရှိတယ်နေထင်လို့လားဆောက်ရှောက်ရဲပေါ်တယ်ဒီမှာဆရာတော်ဖုံးကန်ကြောက်အကုန်လုံးကဆောက်ရှောက်ပေးတယ်နတ်တွေအများကြီးလာတယ်โอเคခင်ဗျာခဏတော့ခင်ဗျာတို့မိတ်ဆက်ပေးရရှိ မကြည့်ဟိုစီမောတရေကြီးလားမသိဘူးနော် ကင်မရာမင်းနင်းနမသရဲရမလားကင်မရာမင်းမှာဟဲ့ ရှေ့တို့ရိုက်ပါလားဟဲ့နောက်မှနေတယောက်တည်းခုံချိုးခံရလိမ့်မယ်နော် မှတ်တမ်းတင်နေတယ်ပါအမတ်တရ5 star လာတော့လေမှတ်တမ်းတွေရိုက်နေโอเค နောက်မှရှိတယ်နောက်မှလည်းရှိရရှဲမှလည်းရှိရလူရရှိရ ပဲဦးပြီစံတော်ကြီးခဏနားယူခင်ဗျာကျွန်တော်မိတ်ဆက်ပေးစရာရှိပါတယ် ဟုတ်ကဲ့ရှင် မော်ဒယ်တက်ကြံပါသေးတယ် ဟဲ့ကြံနေလားဟဲ့လှုပ်လေအဲ့ဒါလှုပ်ပါလှုပ်လေ ဟုတ်ကောဘယ်ဆိုလင်းစိတ်သားစိတ်ကုန်တယ်နော် မသိလို့မလဲကျမဘာမှထိုင်ရမှာလဲ ဟိုဒီလိုလုပ်ပါလားအစင်ဟမ် ဟဲ့ချစ်ဆုံးကခေါ်နေတွားလိုက်ရမလား နင်တို့မိမချင်းကြတော့အစင်ပြေတယ်နော် မင်းမရှိရင်စံပြေတယ် ဟုတ်လားအစင်ပြေတဲ့နားလေးထိုင်လိုက်ပါလား မောင်နေတယ် ဟုတ်လားဟောနင်လှုပ်လိုက်မယ်ဟိုပါလေဟာ အမလည်းမရင်မရှိဘူးအပေါ်မှာလည်းမောင်းနေတယ် ဟိုနားမှာသွားနေလိုက်ပါလားဟိုနားမှာခဏလေး ဟုတ်ကဲ့ရှင်စင်ပြေတဲ့နေရာပေါ့နော် ဟုတ်အခုလို့ ဟေးအောင်ဆိုင်ရနေပြီ ဟောဆောက်ရှက်လည်းမရှိပါဘူးကွာ မလေးရှက်စရာမလိုပါဘူးဟဲ့သူလိုကိုလိုပဲဟာဦးဘာမှရှက်စရာမလိုနေကိုမမြင်ဘူးလို့ထွက်ကြည့်တာတဲ့ အဲ့ဒီတမန်တော်ဆွတော့နောက်နေတဲ့စုပ်နေပါလားဗျာတောင်းပါပါလားဟုတ်ကဲ့ ချုပ်ချေတာလို့လက်ကိုမနေရပါဘူး ဘလို့စိတ်ကူးနေမယ်မရဲ့ဒီကောင်မကိုယူရမလဲမသိဘူးနော်အဲ့ကောင်မင်းယူမလားရတောင်းရမလားညင်ညင်ခါကောပြပြခါကောကောင်းက အဲ့မောက်ထိမ့်မိတာအတွင်းတက်လာမသိဘူးအကျော်တွေပြက်ကုန်မယ်ဖြည်းဖြည်းရေးတော့ပြောနေ နေပါဦးလို့ထားလိုက်ပါတောင်းပါပါနော်ခင်ဗျားကိုချစ်လို့ရီးနေတာချစ်စရာကောင်းတယ်တဲ့ မဟုတ်ဘူးရီလွန်အကြည့်တက်သွားကိုကပြန်ကုနေရမှာဆိုလို့ โอเคပါခင်ဗျားရဲ့အလှပေါက်မျောသွားကြလားโอเคကျေးဇူးတင်တယ်နော်ခင်ဗျာဟုတ်ကဲ့ဒီတခါကျွန်တော်မိတ်ဆက်ပေးမယ်လူတယောက်ရှိပါတယ်အဲ့ဒါကတော့ထိုင်းနိုင်ငံမဟုတ်ပါဘူးဖိလစ်ပိုင်နိုင်ငံကပါမော်ဒယ်လေး ပြအောင်ပြောပါဟဲ့ နော် ဘယ်လိုမပြောနဲ့ပြအောင်ပြောလေ ဖိလစ်ပိုင် ဟာမနေတယ်ဖိလစ်ပင်း အဲ့လိုလားဟုတ်လားဟုတ်ကဲ့ဘယ်လိုပြောလား ဖိလစ်ပင်း ဟုတ်ကဲ့ဖိလစ်ပင်းဟာမဟုတ်ပါကျွန်တော်ခေါ်တယ်လို့ခေါ်မယ်ဗျာ မခေါ်နဲ့နေအဲ့လိုမခေါ်နဲ့မြောက်ဖိနီးနဲ့တူတယ် မြန်မာအခေါ်ကျတော့ဖိလစ်ပိုင်ပေါ့ဗျာတကယ် international ဆက်လက်ကဖိလစ်ပင်းပေါ့နော်အဲ့တော့ဖိလစ်ပင်းနိုင်ငံကမော်ဒယ်တယောက်ရှိပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းသူက pride တယ်အရန်လို့သွားတယ်ဟောမြန်မာပြည်မှာတော့သူကဆယ်လီဖြစ်သွားတယ်အရန်ကိုထွန်းထွန်းနဲ့လည်းတက်တော့ဆော့တယ်ပြူတွေနဲ့လည်းတက်တော့တွေပါဆော့သွားတာမြန်မာပြည်ကသူ့အရန်ချစ်တယ်ဖိလစ်ပိုင်မော်ဒယ်လေးပါခင်ဗျသူ့နာမည်ကစိုင်းတော်ကြောက်
တယောက်တည်းမူဝေးကြိုင်နေတာ ပြီးသွားပြီလား ဟိုမှာပေးနေပြီခင်ဗျ ဟေးအဲ့ဒါပါလေ you are Sainto Philippine model miss အော်ဖိလစ်ပင်းမစ် miss မလင်ငါမျက်လုံးနဲ့ဇက်ခုံပေါ်ဝူခုံကြီးတက်လာသလိုပဲ သူကမြန်မာလိုသိမတတ်ဘူးအင်္ဂလိပ်နည်းနည်းပါးပါတတ်တယ် Okay ကျေးဇူးတင်ပါ Thank you very much What? Thailand miss Sainto စမ်တာ Your Thailand means Sonto. Sainto Oh, very good. yes Sonto are very good in the ultrasound. yes နေရဥဒ္ဒဆောက်ကြီးငါပြောတာတော့နေပါတယ်ငါအရင်မှာပဲသူကြတယ်မှာဥဒ္ဒဆောက်ဖြစ်တာ Sorry ပါ Hello, Myanmar. Okay Mingala Pa. yes Sit there.အဲ့ဒီလောက်လာချမ်းလို့လက်တွေကတ်ထားတာ yes အမဆိုင်ကိုဒီတိုင်းပိတ်ခဲ့တာ အော်သေးပေါက်သွားပြီ တိုင်ကိုထားတယ်ပြန်သွားအောင်ပါ Apa. တယောက်တည်းရှုပ်နေတော့နောက်ပြီးပြန်လာမယ်ကိုထားခဲ့ မြန်မတင်လား နာမည်လား ဟိုဘက်လက်သွားတင်မလေးကလှနေအမငါ့ကိုစိန်ခေါ်သွားတယ်လာဒီအေး Hello, Hello ladies and gentlemen. လေးစားအပ်ပါတော့လူချင်းမများခင်ဗျာ The sky above blue, the green grass above green. The silent lover are very correct too. အရှိတ်သုံးပါနားမလဲတော့ဂျီတငယ်ကြားတာပြလောက်ကကြီးလည်းအရင်လက်ပါလို့ဆိုကြောင်းအင်္ဂလိပ်လိုသူပြောသွားတာ 你不要在那把的空啊包。The sky ever blue, ကောင်းငင်ကြီးကလှပပါတယ် the green grass ever green. ကဘာမြေကြီးကလှတယ် The silent lover are very correct too. သူ့ရဲ့နှလုံးသားလည်းအမြဲတမ်းလှပနေပါ Yes, very good. In the Dongza. Yes အင်္ဂလိပ်မှာတထောင်းစားဆိုတာရှိလားဗျာ Yeah. Yes That's my name is Sainta. စိုင်းတော်ပါတဲ့ I live in Philippines. သူဖိလစ်ပင်းမှာနေပါတယ် Philippines Institute Myanmar မြန်မာပြည်လာခဲ့တယ် Yangon International Airport. international သူမြန်မာပြည်လာခဲ့တဲ့အချိန်လုံးက Boarding number 7470. The sky is blah blah blah. လေးမြန်ကြီးဖလက်ဟမ်ဟိုလေးမြန်ဖလက်တယ်ဗျာ လေးမြန်ဖလားမြန်ဘလို့ပြန်မှာလားလို့ ဟိုသူကဗမာလိုလည်းနည်းနည်းပါးတက်တော့ဂျာညက်ပြောတော့နားထဲမှာအဆင်မပြေ Go to the Yangon International Airport, Bangkok International Airport. Airport. Yes, Bangkok to La Police Hoa Santa. လှဖို့ဒီသူလာခဲ့တယ်တဲ့ Shadow Pia Udo. ဥတော်ရဲ့ ဦးတော်အင်္ဂလိပ်လိုပြောပါဟဲ့ ဘယ်လိုပြောရမလဲ အာရူ Oh my God! yeah Wow! ဟမ် Wow! ဝါကျင်ရုံရှိထွက်ဝါးကြီး အောင်ကိုလက်ကထိုင်းတီရောက်လာတာပဲဝါနဲ့ Thank you very much Thank you very so much. yes Nice to meet you too. ဖရားတွေဖူးခဲ့တယ်ပေါ့ Yes.ကိုရာ Pagoda is Taitio တတီယိုပုံစံတူ Shredko. ရွှေကုန်း Paya Shakogere. ဟိုပြောမြန်မာလူတောက်လျှောက်ပြောလိုက်ပါလားဗျာအင်္ဂလိပ်ဆိုလို့အင်္ဂလိပ်လူတောက်လျှောက်ပြောဗျာခင်ဗျာ Nene Tinji Malalu. မကြည့်ပါဘူးခင်ဗျာ Okay, ကျေးဇူးတင်တယ်နော်ခင်ဗျာ အောက်မလေးဘယ်တော့သေပေါက်မလို့လားသေပေါက်မလို့လားလို့အော်ရှက်နေတယ်ကွယ်ကိုကမင်းကလေးပဲအဲ့နာကျွင်းတူးပြီးနှစ်ထလိုက်ပေါ့ ဘယ်ညမတွေမပြောကြပါနဲ့ကလေးတွေသူ့ဆိုပြောသလိုနေပါစေ You sometimes don't speak not like challenge your mouth. yes You understand? understand it You're in the song. ဟိုဥဒ္ဒဆောက် My name is Sumta What is your name My name is Saito. This is Santo My Santo You pass it အထုပ်ကြီးနဲ့ဟိုပါဆယ်ရောစိုင်တော့တွေရောဘာလေးလဲကွာ What? တရှင်းနေဖို့ဆိုပေးပါ Yeah. bucket list Yes, bucket list and music player and DJ and team. So Jenna Some. ဟာကောင်းလိုက်တဲ့အင်္ဂလိပ်စာ Oh, yeah. My dear. I love you more. That's all. Oh, liveတော်ပါဗျာကျွန်တော်စိတ်ထဲမှာတချင်းဆိုတဲ့မတွေကိုခိုးဟောင်းနေတယ်လို့ပဲတော်စင်စင်ရဲစရာကောင်းပါလေဗျာခင်ဗျာဗျာ မရရင်လည်းမစိုးပါနဲ့နားထောင်ပါဟဲ့ ဟာလူဆိုတက်လား Whoa
ကယ်တော်လား ရေတကွက်ကပ်ပြီသား ဟော ဆိုရင်နဲ့အား၆သွား သွားခင်ဗျားလည်းလာကားပဲ လို့မရဘူးရေဘူးလေးဒီလောက်လေးလာပေးတာလား အဆိုင်တော်ရေး Yes ကျွန်တော်ကျေးဇူးတင်ပါတယ်နော် Thank you ခင်ဗျား very ကို much. ကျွန်တော်မိတ်ဆက်ပေးစရာတယောက်ရှိပါတယ် ဘယ်လိုရှိသေးလို့ မြန်မာပြည်ကလိုက်လာခဲ့တဲ့မော်ဒယ်တယောက် ခုံးကတစ်ချက် ဘာဖြစ်လဲဘာဖြစ်လဲ တက်လိုက်တာလား ဘာဖြစ်ဘူးတိုင်ကြည့်တာပြော့ကြည့်နေ ဟောတယောက်တည်းဆက်ပြပြောင်းနေတယ်ကွယ်ဟောစိတ်ဆင်းရဲပါတယ် ကျမဒီဘက်နေလို့ရ ရအဆင်ပြေပါတယ်ခင်ဗျာ ဇက်ခုံကတချမ်းနေတချမ်းမြင့်ဖြစ်နေတော့ဒီလိုဖြစ်နေတယ် ဒီဘက်ကနေနေတယ်ဟိုဘက်ကမြင့်နေโอเคโอเคโอเค ဒီနားလေးကဒီနားလေးက ရပါတယ်ခင်ဗျာစိုင်းတော်မင်္ဂလာပါဟုတ်ကဲ့ ဘလုံးနဲ့ဘာကြီးတဲ့ကြီးကြာတာပဲဟဲ့ တကယ်ပါပဲမော်ဒယ်နဲ့မတူပါဘူးဂျပန်နဘန်းမိုင်းနဲ့တူနေတယ်ဟုတ်ကဲ့ဒီကုံဝင်းကဘယ်သူနဲ့ရတာလဲခင်ဗျာ ဟမ် ကုံဝင်းကြီးကဘယ်သူနဲ့ရ စီသူနဲ့ ဟဲ့မပြောနဲ့စီတူကငါပြည့်စီ ငါငဖြိုးလေးပါပြောင်းထားလိုက်ပါလားငဖြိုးပေါ့ဟုတ်လား စီသူကငါဘန်ကောက်ရောက်မရောက်ခင်တည်းကဒီကောင်မကြီးနဲ့ငါနဲ့ကကောင်မကြီးကငါတော့ကောင်မကြီးနဲ့ဘာပြောနေ နေ့တယောက်တည်းကိုရှုပ်နေတာဟုတ်ကဲ့ ကျမလမ်းရှောက်ကျင်တာမဟုတ်ဘူး ဘာဖြစ်လဲ သူကသူအလိုလိုဒီလိုတွေပြည့်ပြည့်သွားတာဇက်ကောင်ကနေနေတော့ဒီဘက်ပြန်ရှောက်ရင်ကျမဒီလိုရှောက်ရမလို့ပြည့် ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပြောစရာမအမတ်တရားတွေကျွန်တော် ဘာ သိတာပါ ပြည့်ပြည့်ပါအစီပြပါနာကကနော် ဟုတ်ပြီကဲဟုတ်ပြီဗျစိုင်းတော်ရေစွတ်တော်ခင်ဗျားတို့ကိုကျွန်တော်မိတ်ဆက်ပေးစရာရှိပါတယ်မြန်မာပြည်ကကျွန်တော်တို့နဲ့အတူလိုက်လာခဲ့တဲ့ โอ้เย่เย่ဥရာလုံးမလို့ နောက်မှာပတ်ကြီးကတ်နေနေဟုတ်ကဲ့ပါလာခဲ့တဲ့မြန်မာဆယ်လီလေးကတော့ပိတ်သက်များရဲ့အချစ်တော်ကြာကြာနန္ထဖြစ်ပါတယ်ခင်ဗျာကြာကြာနန္ထကြော့ပါ ကြောနန္ဒပဲကြာဘူးလို့သူ့ချက်မှာကြာနန္ဒပဲ ရန်လာ ဟုတ်တော့ အော်တိုင်မမသိတော့မသိ ဟာဟာ ဒီစိတ်ထဲမှာဆက်စိတ်တိုင်းမပေါ့ကလေးရောက်နေသလိုပဲ ဟောင်းနကွာမင်းဒါဟာ โอ้เย่ ဟေးဘာလို့ဒါလဲဟာဟေး ปุ๊มเลย ဘာလို့ပေါ့မတော့ဟေးလုံးလေပေါ့တယ်လေဟာ မစပါနဲ့ခင်ဗျာ तू ကစတာချစ်လို့စတာ บ้านလုံးတော့ဘူးတော့ ချစ်လို့စတာလို့ အားလုံးလေ အာ အေးကြာကြာရေးမလုံးနဲ့ဟေးကြာကြာမလုံးနဲ့အဲ့မှာကြောကုန်းကြီးဖိုက်ကြီးသွားအောင်မယ်လာနေကဆက်စီတိုင်မမသိလိုက်ကလည်း သူကြောကုန်းမှာစာကလေးတောင်ပါလေ အော်စာရိုက်သွားစီနေလားဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော် ဟာ ဟောကြာကြာနန္ဒရေ ဟာ အရင်ချစ်ဖို့ကောင်းတယ်ဗျာ ချင်းသွားမယ်လေ ဟဲ့ ချင်းသွားမယ်လေ ဒီကောင်မလည်းသွားမယ်ဆိုတာကြီးပဲနော် ဘယ်ကိုသွားမှလဲလို့ ဟုတ်ကဲ့ကြာကြာနန္ဒရေလာတယ်ဗျာ လိုက်သွားမယ်လေ ဟောဟိုဒါကြာကြာနန္ဒပါ ငါမျက်လုံးတော့ကြာနန္ဒလို့မထင်ပါဘူး ဘာလို့လဲဗျာ အရာတော်ဖိုးတော်ကြီးမှန်နေတာ ဒုက္ခအကုန် ကောင်းပါလက်ခုပ်ပွင့်တော်တော်ချီးစော်နမ်းပါလေချီးတော့ ပြောရှာတယ်နန်ကတိုင်းမယ်တော့ နိုင်ငံတိုင်းမှာကျွဲကြော်နစ်ပိန်နဲ့ထိုးထဲလို့ နင်းကျိုးကမမလဲနှစ်ဖူးမှာမျော့လေကတ် ဟုတ်ဒါချစ်ကြည်ရေးပါဗျာ အဲ့ ခင်ဗျားတို့ ဒါ ကျွန်တော်ဖြစ် ကျိုးကြုံလာတာမျော့မို့ဘူး တောင်းမှာတောင်းမှာတော့ကဲကျွန်တော် နာပြီးဆုံးမနာပြီးဆုံးမလို့ တောင်းမှာလေခင်ဗျားတို့ရံမဖြစ်ကြပါနဲ့ ရန်ပြောင်းသွားလာလုံးနဲ့ဖေရိုးစမသား အင်းကျွန်တော်ငါစော်ပြောခံပြီလား ပြန်ပြောလေ အဲ့ဒါမဖြစ်ပါ ပြန် ဘူး လဲကြားတဲ့စောက်ပေါ်ကြီးကြားတယ် အဲ့ကကြာကြာနန္ဒအရင်လာနေတယ် ရှာ ကြာကြာနန္ဒဘာဝစားပဲဝစ်လက်ကြာကြာနန္ဒဘာပဲဝစ်လက်လူပြောစရာပြည့်အောင်ဝတ်တာဟိုတုန်းကလည်းသပင်ကခင်ဗျားတို့တရားဆွဲမလို့တရင်ကြဟုတ်တာမသိ ဟုတ်သူကတရားဆွဲကျမတစ်ထောင်ပြန်ပေးလိုက် ခေါ်ပြောလို့မခင်ဗျားဒီဝတ်စားလေးကဘယ်ကချုပ်ဒီချုပ်တဲ့ပုံစံနည်းနည်းစမ်းနေဘယ်ကချုပ်တဲ့ဒီဇိုင်းလဲ ဒါထိုင်းဒီဇိုင်းလည်းမဟုတ်ဘူးမြန်မာဒီဇိုင်းလည်းမဟုတ်ဘူး ဟုတ်လား ဒါကြကြဒီဇိုင်း တစ်ချက်ဒီဇိုင်းဘယ်မူနဲ့ချုပ်တာလဲ ဟောနိုင်ငံခြားမူနဲ့ နိုင်ငံညာမူဆိုတာ မြန်မာနိုင်ငံကဆိုရင်တော့ဒီဒီဇိုင်းတွေမြင်မယ်မထင်ပါဘူး ဟုတ်ကဲ့ မမြင်အောင်ကန်းနေလို့လားလို့ ဟုတ်ပေါ့ကြောက် နင်မပြောပါနဲ့ ဟဲ့သူပြောတာကြီးပါမြန်မာနိုင်ငံဒီဇိုင်နာတွေမမြင်ဘူးဆိုကန်းနေလို့လားလို့ မပြောပါနဲ့ မပြောတယ်ဘာဖြစ်လဲဖေရိုးစမသား ဟောတော်တော်အစဲခံနေရတယ်နော် ဆရာလည်းဆဲခံအောင်လုပ်နေအောင် ကဲလို့ဘယ်ကတော့ချုပ်တာလဲအဲ့ဒီဇိုင်း ဟိုဒါတောင်းသားတွေတပြားမှလည်းမရဘူးထိုင်းနေ ဟာလေလင်းစေးမရှိလို့စိတ်ပြက်လက်ပြက်ထိုင်နေတဲ့တရောင်းစားလေးကြာကဲလောက်ပါ ငါ့ကိုပြောနေသလိုပဲ ဟုတ်အမ
စက်ယုံလာစင်းပြီးတော့လာစာမရတဲ့ item ပဲအဲ့ item အလုတ်လာလုတ်ပြီးတော့လာစာမရတဲ့ item ဟုတ်ပြီအဲ့ပေါ်ဝတ်စုံတွေကဘယ်ကချုပ်ထားတာလဲ ညင်ညင်လုံးမရဟဲ့ညင်ညင်နေချင်းအဲ့သူပါစကိုက်ပြောနေ သူကမြန်မာလိုမတောက်တကောက်သူကတက်တာ အော်မတတ်တော့ ဘာတွေသူ့ကသူဘာပြောမှမသိလို့တောင်းမှမှာတယ်နော် ထူပေးလိုက်ကြာကြာနာနာထူပေးလိုက် နေဖေကုန်းမနေနဲ့ဟိုမှာဘုံကြီးတူကချောင်းကြည့်နေ ဟုတ်ပြီကျန်နေလောက်ပါအပေါ်အင်ဂျင်လေးဘယ်ကချုပ်လာတာလဲ အပေါ်အင်းရမရစီစီဖြစ်နေချမ်းလို့ ပါစက်မလည်းညီမနေပါဘူးဟဲ့တကယ်ပါ ဒီချမ်းနေတော့ ဟုတ်ကဲ့ပါ ဟိုမှာပါကြပေါင်ကြတဲ့ပါလေးထည့်တာကွာကြည့်နေ လောက်ပါဘာလဲဘယ်ကချုပ်လာတဲ့ဒီဇိုင်းလဲ ဒါအိန္ဒိယဒီဇိုင်း အိန္ဒိယဒီဇိုင်း ဟုတ် ဘယ်သူ အိန္ဒိယမင်းသမီးလေ ဟုတ်ကဲ့ ဟိုဇီးနဲ့အမဆို ဇီးနဲ့အမန်ဇီး ဇီးနဲ့အထီး ဇီးနဲ့အမန် ဟောလည်းမသူလူဝင်းလမ်းလျှောက်နေတယ်လို့ပဲ လူဝင်ရလဲအမိုးတွေမရှိဘူးရင်းနှီးပူလောင်တာ ကဲလောက်ပါဟာ အဲလက်ပါလေရှင် အဲ့အင်ကြီးကဇီးနဲ့အမန်ချုပ်တာ ဇီးနဲ့အမန်တမနဲ့လူတာ တန်မိုးဘယ်လောက်ရှိလဲ အတန်မိုးဆိုမြန်မာငွေနဲ့တက်မယ်ဆို300လောက်တန်တာ အပါ ဟုတ်တယ် အဲ့ဒါလေ ဟုတ်တယ် ချမ်း အော်မလဲဟာတိတ်သုံးရရဲ့ဟောက်လောက်တယ်လို့ဟောက်လောက်တယ်ဆွေအောင်လေးလေးပါတားနေရတယ်တိတ်သုံးရရဲ့ ဟုတ်တယ် Oh yes အတားမတွေသူတို့လှုပ်မှကျတော့ကြောက်နေကြဟလားဟုတ်ကဲ့အောက်ကဒီဇိုင်းကဒီဘာပေါ့အကြီးကုန်လေးတွေနဲ့ဒီဇိုင်းတူတယ်နော် ဒါကြီးကုန်လေးတွေကဒါရေသူမလေးအကြီးကုန် ဟာဘယ်လောက်တန် ဒါဆိုရင်မြန်မာငွေနဲ့လည်းတွက်လို့မရဘူး ဟုတ်ကဲ့ ဘတ်ထိုင်းနဲ့လည်းတွက်လို့မရဘူး ဟုတ်ကဲ့ ဒေါ်လာ ဒေါ်လာနဲ့ဘယ်လောက်တန် ဒေါ်လာဆိုလို့ရှိရင်ကျွန်မဒေါ်လာ9500 အဲ့လောက်တော့ရှိလား မရှိတော့ ဟမ်ဒါဆိုအကုန်လုံးခြုံကြည့်လိုက်မယ်ဆိုရင်ခင်ဗျာဝ အ တ် ကုန် စုံ လုံးချုပ်ကြည့်လိုက်ပွဲသေးတွေကမြန်မာငွေ3500လောက်ရှိဘာကပြောကြံပြောမယ်အထင်ကြီးပြီးတာပဲ မြန်မာငွေ3500လောက်ပဲတန်တယ်တဲ့ မဝေ3000ရမှာအရေးရှည်ပြီးပြောနေသေးတယ် ဟဲ့ ကြကြနန္ဒဆိုတာကခင်ဗျားကိုယ်တိုင်ပြတဲ့နာမည်လား ဟုတ်ဘူး ဘယ်လိုပြတာ ဘုန်းကြီးတပည့်တွေပြီးတာ ဖုံမုံတပည့် ဟုတ်တယ် ဘယ်လိုပြတာ ဒီကကျမပြန်လာပြီးတော့ဒီစိတ်မှာတညာလုံးမအိပ်ရသေးတော့လေအိတ်တယ်လေရေမချုပ် အေးလည်းမချိုး ဝိစားတွေ2ရက်ရှိပြီဆိုနန်းတာပေါ့ အေးပါအေးပါ ချွေးတယ်ထွဲလို့ ဟမ် သူတို့တက်ဖို့ရက်ဖို့လာထိုင်နေ ဟမ် အကြာကြီးလာထိုင်တော့နန်းနေပါတယ် ဟောနန်း ကျ လို့ မနာနေ2ယောက်3ယောက်ထထားပါ ဟော အပြင်မှာနာမည်ပေးတယ် ဘယ်ပေးလဲ အကောင်မှာကြာကြာနန်းထားတယ် အော်ကြမထိုင်နိုင်မဲ့ထသွားလို့ကြနန္ဒဖြစ်သွား ဟုတ်တယ် ကဲဟုတ်ပြီဗျကြနန္ဒကိုတစ်ခုလောက်မိတ်ဆက်ပေးရုံပဲ မိတ်ဆက်ပြီးပါ မော်ဒယ်တယောက်ရှိသေးတယ်ခင်ဗျာ အဲ့ဒီမျက်နှာနဲ့ကြည့်ရတာညောင်းတို့ဖင်းနဲ့လှည့်အားပေးနေကြတယ်တုံး ဘာ လုံး လို့ လေး စမ်းမညာကိုနင်ဘယ်လိုဖြစ်နေတာလဲ ပါမ ကဲဟုတ်ပါပြီကဲဒီကကြတော့ကြနန္ဒကိုကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့လူကတော့ ဟဲ့ ကျွန်တော်တို့မြန်မာမော်ဒယ်တွေကဖက်ရှင်ဘယင်မလို့လည်းပြောလို့ရပါတယ် အော် ဖက်ရှင်ဘယင်မ ဆက်ဆက် ဟုတ်ကဲ့ခင်ဗျားပဲအေးကြိုက်တယ်ဆိုဟုတ်ကဲ့ဟုတ်တယ်လူနဲ့ကိုမတူတာအောင်လားအန်ဆိုင်မရင်ငယ်ရုံနဲ့ဟာဟုတ်ကဲ့မြန်မာပြည်ရဲ့ဖက်ရှင်ဘယင်မဖြစ်တဲ့ကျင်းစာဝတ်ကျော်ဖိတ်ခေါ်ပါတယ်ကျင်းစာဝတ်ကျော် တင်သာဝင့်ကျော်မှာဘာလဲသိပြီလို့ကောင်းတာ ကျေးဇူးပါပဲ ဘယ်လို လုံုံကြီးတွေ နှကန်းသားမောင် လုံုံကြီးတွေဟိုဆရာတော်တစ်ဖက်တွေရောဆရာတော်ရဲ့ channel ကကျွဲတဲ့ကောင်စာလာကြီးဆိုပြီးခြောက်သွားတယ် ရိုက်တာလေ မဟုတ်ပါဘူးဟဲ့အဲ့ဒါလူအစ်စ်ပါဟဲ့နေ့စဉ်တည်းမှာကျွဲလို့တင်နေဟလားဟာဘာပြောမလို့လဲ ဘုန်းကြီးသားဇ
ဗျာ ဘာတွေပြောနေတာလဲအဲ့ဒါခေါင်းပြတရေကြီးလမ်းရှောင်းနေတာ မဟုတ်ပါဘူးဟဲ့အဲ့ဒါကြာကြာနန္ဒပါဟဲ့ ကျင်းစာဝတ်ကြော ကျင်းစာဝတ်ကြောပါဟဲ့ဘာကြည့်တယ်လဲခင်ဗျအဲ့ဒါစွန်းတော် ဟော သုံးထား စွန်တော်ဆိုတဲ့ထိုင်းမော်တယ်လား တိုင်းမော်တယ်စွန်းတော် ဟောကျမပသိယကရုံးမဖာတယ်အောင်မလို့ နေမဲ့ငါတကားလာခောက်ပြီ ကျွန်တော်မိတ်ဆက်ပေးမယ်ဟိုမှာဖိလစ်ပိုင်ကမော်တယ်စိုင်းတော် ဟာသူလည်းမော်တယ်ပဲ စိုင်းတော် အော်ကျမပင်လေဓမြအောင်မလို့ ဟိုစောစောကကျွန်တော်ဒါကြာကြာနန္ဒလို့ခေါ်တယ်မြန်မာမော်တယ်လေ ဟော ဆယ်လီပေါ့ ချာချာနန္ဒာ မြန်မာမော်တယ်ပါ ကျမအိုးတိုးနေရကြီးအောင်မလို့ အိုးစီဝိုင်းရတိုးနေရဖြစ်เสียလားဟဲ့ သူကကျမကိုတွန်းနေရလို့ပြောတယ် ဟုတ်ကဲ့ပါ သူကဘာတူလဲ ဒါကြာကြာကျင်းစာဝတ်ကြော် ကျင်စာဝတ်ကျော် ဟုတ်ကဲ့ပါ ဟဲ့ကျင်စာတော့ထားလိုက်ပါတော့ ဟုတ်ကဲ့ ဝတ်ကျော်မဖြစ်နိုင်ဘူး ဘယ်လိုဖြစ်နေ ဟာကျင်းသာဝတ်ကြော်ပဲလေ ကျင်းစာဝတ် ဝတ်ကျော်တော့မဖြစ်နိုင်ဘူး ဘယ်လိုဖြစ်လို့လဲ ကြည့်ရလားအမဲကျော်ပဲဖြစ်မယ် အဲ့ဒီမဲကြော်နေကြရလို့လား ကဲဟုတ်ပြီ မကိုက်ပါနဲ့အယူတုံးကြီး ဒါကျွန်တော်တို့ရန်ပြရမယ်စီစဉ်မဟုတ်ပါဘူးဒါ ဘယ် က ရ ကျွန် ပြေး တော် အောင်ပြောနေတာလဲသူတို့က ချစ်ကြည်ရေးမော်ဒယ်ရှိုးပြိုင်ပွဲကျွန်တော်လုပ်ကြရအောင် အဲ့ဒါဆိုတော့6ုံပဲပေါ့ ရှောက်မယ်နော် ရတယ်ရတယ် โอเคကျမ်းမာရေးကြောင့်ကျွန်တော်တို့ဒီမှာစောင်းလေးလေးဆိုအရင်အေးချမ်းတဲ့ရန်ဒီမှာချွေးထွက်သွားရအောင်မော်ဒယ်ပြိုင်ပွဲဆောင်အဲ့တော့မော်ဒယ်ရန်ကဟေးနောက်ဆုံးပါတယောက်ချင်းမော်ဒယ်ပြပထမဦးဆုံးမော်ဒယ်ပြိုးပြိုင်မှာကတော့ ဒီမော်တယ်ပါဖြစ် Thailand Miss Model စွန်ထောတော့ပါ လက်ကကလေးဒီလေးပါတဲ့အော် အစာအုပ်နဲ့နေထားတယ် ဘယ်လိုပါလဲနော်โอเคတော့ပါထောင်လေးလာကြာဘူးလေ ဒီကငါတက်နေလို့လားဟဲ့ ဟောတော်တော်ရွာဖို့ထိုးနေတယ် ငါနေကြဘူး ဒီကစိုင်းတော် ဟိုဝင်နေပြက်ကြောက်ကောင်မဖြည်းဖြည်းရှောက် โอเคစိုင်းတော်ဖြစ်ပါ တော်တော်နမ်းပါလေဟဲ့ ဟယ်လိုဟယ်လို ကြာကြာနန္ဒာ ဘယ်လိုလို့တောင်းလေအေးအေး ပြုတ်ကြပြီသေကုန်နေကြတယ်မလိုက်စားနေတယ်ပါ ကင်မရာကြီးပြုတ်ကြမယ်လို့ ဟောရှင်းနေတော့သူ့ ဖေနဲ့စိန်ခေါ်နေတယ် ကျေးဇူးဝတ်ကြော ဘယ်လွတ်ပေးလိုက်ကျွဲရရုံးမရဘူးဖြစ်နေတယ် ကျေးဇူးဝတ်ကြော မိုက်တယ်လည်းတစ်လုံးမှဆင်မပြေဘူးချစ်တယ်လား သူကတော့လှမလားဆိုပြောမှသူ့မျက်နှာမမြင်ရတော့ကိုလည်းဘာလို့ဖြစ်နေမှန်းမသိဘူးမဲနေတာဟုတ်ပြီစွန်တော်ဆိုင်တော့နှစ်ယောက်အတွဲလျှောက်ပါနှစ်ယောက်အတွဲလေးပါတော့စေးအခြေကြီးဟဲ့တို့တော့ဟေးမိန်းမနဲ့ယောက်ျားနဲ့မားနေတယ် ဘယ်လိုကောင်းပါလဲဟဲ့ချစ်ကြည်ရဲ့လေညာပြီးရမှာမဟုတ်ဘူးလေအော်တော့ပါ ဘယ်နဲ့ချွတ်တာမပါဘူးလေ လာဟဲ့ကောင်မတို့ view site ပဲ ကျေးဇူးဝတ်ကြောကြာကြာနန္ဒာထွက်ပါ ဘယ်လိုသွားရှာတာလဲအဲ့ဒါအရင်မကြည့်ဒီမှာလောက်ပါ အားလုံးပဲ
နဲ့နော်ရံမဖြစ်ရပါနဲ့တောင်းပါ န လေ င်းလူတယောက်လုံးကိုမမြင်ဘူးလား ဟဲ့ငါလူအမြင်နဲ့ကျွဲအောင်မမြင်တာဟဲ့ ရိုင်းလိုက်လားဘလို့စကားတွေလားပြောနေတာလေ ဘလို့ကောင်းပါလဲ ဒါချစ်ကြည်ရင်နော် ညီမလေးကိုကျွဲခွေတယ်ဟဲ့ပါလေလေ အဲ့ကောင် ညီ မ မလေးကိုကျွဲခွေတယ်လို့ မခွေဘူးစီးကွက်ကထိုးဝင်နေတာကျွဲမခွေဘူး ဟဲ့ပါတယ်လေပါတယ်လေဟဲ့လူရံကားတွေလား ဟဲ့လူရမ်းကမဘူးလို့လူကောင်းနေလို့ပြော ဟဲ့နင်တို့ရက်ကွက်ကညင်အောင်ရင်လုံး သူတို့ချင်းချင်းကိုမတည့်ဘူး ပါတယ်လည်းမသိပါဘူးဟဲ့ ဟေးတော့မှတော့ချစ်ကြည်ပါနော်သူများနိုင်ငံမှာချစ်ကြည်လို့ပါ ပြောနေတဲ့ ဟာ ခဏနားထောင်ဟဲ့ ဗျဟုတ်ကဲ့ကြားပါလေခင်ဗျဟုတ်ကဲ့ ဟဲ့နင်းကောင်မရန်စလား ဟဲ့လာမပြောနဲ့လာမပြောလာမပြော ဘာမပြောနဲ့ဖနဲ့ဦးရနစ်ဖေအောင်နဲ့ဝင်သွားမယ်ဩ ဘာလို့လဲ ဟဲ့ဘာပြောလို့လဲဟဲ့နင်တို့ကရန်စားနေတာလေ ပြောအစီနောက်ကမလို့တော့ ဒီပြောဒီပြော မမပြောတမီးကိုလောက်တော့ပြော ဩဘောလီမစားတော့ခေလုံးပါရဲ့ ဟဲ့ပါတယ်လေ ကျွန်တော်ဖုံးစားလိုက်ရမလားရံဖြစ်နေတဲ့အကြောင်း မစက်နဲ့ဟုတ်ဘာလို့ရှိလဲ ဟုတ်ပါဗျ ကောမကြီး ဘာလို့ ဒါကြောင့်ကျွဲမကြီး ဟဲ့ကျွဲမကြီးလေဟဲ့ ဟဲ့ကျွဲမကြီး မခနဲ့ဂျုံနဲ့စောင့်ထိုးလိုက် ကြီးကဘာပြောလဲငါညမစီးကွက်မောင်ကြီးကဘာပြောလဲ ဇီးကကနေဖေးစိတ်နေလို့လား ဟဲ့နင်တို့ဘက်ကစားပြီးရန်စားတာဟဲ့ ဟဲ့ကြီးတော့ဘက်ကစားရတယ်အဲ့ဒီဘယ်ကြီးရလာတာကြီးတော့ဘက်ကစား ဟဲ့ဘလို့ဟောမကြီးလေ ဘာလဲလာပြောနေတာမသိပါဘူးနားကြီးလိုက်တာ ပြောပလိုက်စမ်းပြောပလိုက်စမ်း ကြီးပဲကြီးတော့လေဖုံးဆက်ပြီးရဲကိုအကြောင်းကြားမယ် ဘာမှလည်းဖုန်း ကျွန်တော်ဒီမှာဖုံးရှိပါတယ် ငါဖုံးတယ်ငါပြောမယ် ဟုတ်ကဲ့ အော်ခွေးခေါ်နေလို့ပဲတောက်နေ ဟယ်လိုဟယ်လို မဖုံးတယ်မကြားမှဆိုလို့ အဲ့ဒါဖုံးမဟုတ်ပါဘူး အဲ့ဒါဖုံးမဟုတ်ဘူးဟဲ့အောင်မလေးနောက်ဆုံးပေါ်နှဆွဲ တိတ်ခါကြတယ် ရချောကလက်ကိုက်စမ်း အဲ့ကောင်မ အောင်မလေးနင်တို့ကပြောရှာတယ်နောက်ခံကစားသမားနဲ့တယ်လီဖုန်းမတွေ ဘာပြောလဲ မကြားလိုက်ဘူးလား နောက်ခံ နောက်ခံနဲ့ကစားတယ်လေနောက်ခံကစားတယ် နောက်တင်မဟုတ်ရှေ့လက်ခံတယ်ဘာဖြစ်လဲပြော နောက်ခံကစားသမားနဲ့တယ်လီဖုန်းမတွေလို့ပြောတာလေ ဘာပြောလဲ ဟဲ့နောက်ခံကစားသမားကိုဘယ်လိုမခေါ်ဘူးလား ခေါ်တယ် တယ်လီဖုန်းကမပြောရဘူးလား ပြောရတယ် ဘယ်ပြောတော့ဘောပြန်တဲ့ဟာမတွေ တို့ဘောပြတ်တာ ဟုတ်ကဲ့ အဲ့တို့ကဘောပြတ်တာမဟုတ်ဘူးဟဲ့ဘောမဲတော့ဟိုဘက်ကအဖြူနဲ့ကောင်မ အဲ့ဒီဘာမကြီးကနင်းကုန်တာသလား ငါမငုံဘူးဟဲ့ဟိုဘက်ကအကောင်ငုံတာ မငါပါလာလား မမကျမတို့ပြောတယ်ကျန် ဟုတ်တယ် ဘောပြတ်တဲ့ကောင်မလေးတဲ့ မလေးကင်းတာတော့ ပြန်ပြောလိုက်မယ်ဟဲ့ရွာအလူစပီကာနဲ့ခွေးလိမ်မာမ ဟဲ့ဘာပြောတာလဲဟဲ့ဘာပြောတာလဲ ရွာအလူစပီကာကိုလော်လို့မခေါ်ဘူးလား ခေါ်တယ် ခွေးလိမ်မာမခင်ဘူးလား ခင်းနေ လော်ခင်တော့လင်ခေါ်နေတဲ့ကောင်မ my god ဟဲ့လင်းခေါ်စီရလား မလေးငါတို့များလင်းခေါ်တယ်ငါတို့ကလင်းခေါ်စရာမလိုဘူးဟဲ့စကတ်တစ်ချက်ရလိုက်တာနဲ့ဟိုမှာ2ယောက်တောင်ဆောင်နေတွေ့လား ဟဲ့စောင်းတာမဟုတ်အဲ့ရစပီကာဟုတ်အဲ့ရကမရာကြီးနဲ့ထိုးလိုက်စမ်းပါအမ ဟဲ့လောက်စ ကောင်မဟဲ့ကောင်မတွေ အားလေ ဒီတော့က အဲ့ဒါဆောင် ပါလေ ဘာပြောတာလဲ မမပြောစမ်း အေးငါပြောမယ်နီးရနောက်ဆုံး ဟဲ့ဘလို့ကောင်းမလဲ ပြောမယ်ပြောတော့လုံနေတာ ဒီလိုလုံးထိမ့်မ ပြော လား ပြောမသွားနဲ့လေတော်တော်နဲ့မြန်ပြော အေးငါပြောမယ်ပြောတော့လုံနေတာညီဟဲ့ကောင်မ ပါလေ ဟမ်ဘိုးတော်အဆောင်နဲ့ မြန်ပြော အေးငါနည်းနည်းပြောတယ်ညီတော့တယ်ငါကိုဝင်ရတော့မယ် မမလဲပါလို့ပြော ဟဲ့ဘိုးတော်ဆောင်နဲ့ရေဘုံပါလေ ဟဲ့ဘာပြောတာလဲအဲ့ဒါ ဟဲ့ဘိုးတော်ကအဆောင်ကလက်မရဘူးလား လမ်းလို့ခေါ်တယ် ရေဘုံကမငင်ရဘူးလား ငင်းတယ် ဟဲ့လက်ငင်တော့လင်ငတ်မတွေရဲ့ တာလိုက်တာ တလောက်ပေါ်တဲ့လူတို့လင်ငတ်တယ်တဲ့ဟဲ့နင်တို့ကလားကိုဝင်ဆောင်တယ်နဲ့အမေထွား ဟဲ့အကောင်မဘာကိုဝင်ဆောင်နဲ့မေ ဘာပြောတာဘာပြောဘာပြော ဟဲ့ဘယ်လိုကောင်းမ ရှ လဲ င်းပြလိုက်လေ ဟဲ့ကိုဝင်ဆောင်ဆိုဘိုက်လို့မခေါ်ဘူးလား ခေါ်တယ် အမေထွားကဘာရောက်လဲ စီရောင်းတယ် ဘိုက်စီတော့ ဘီဆိုင်ပေါ် အေးနင်တို့ကဘီဆိုင်တယ်တို့က original တွေဟုတ်တယ်နော် ပြောနေတယ်မဟုတ်တန်တော့မယ် တော့မလဲဘယ်လိုမလဲဘယ်လိုတော့ဟာ
အဲ့လိုတရှိမနေ့ပြန်ကညတပတ်ခါကျွန်တော်တို့အတန် system လေးတွေဟာဒီထဲမှာတက်မြင့်ကြပါလေဟုတ်ကဲ့အဲ့လိုကျွန်တော်တို့เนี่ยအခုမှနဖူးတွေဒူးတွေတွေ့ရတာကျွန်တော်နိုင်ငံခြားဘွေးတွေနဲ့လည်းပြတ်တာတော်တော်ကြာပါပြီနော်ဟုတ်ပါလေကျွန်တော်5နှစ်လောက်ရှိပြီလားမသိဘူးကျွန်တော်ကိုရီးယားမလေးရှားပြည်တွေတက်ဆက်တဲ့ဘက်ကိုမလဲတော့လားဟုတ်ကဲ့ကျွန်တော်တို့ခေါ်တယ်ဟုတ်ကျွန်တော်တို့ဒီဘက်ဟိုဗာနေ့တိုင်းကျွန်တော်ဘန်ကောက်ဒီကုတိုင်းနိုင်ငံအများနဲ့ကျွန်တော်မြန်မာမိသားစုများခေါ်တယ်အကြောင်းမတိုက်ဆိုင်လို့မလာပြည့်တဲ့နေ့တွေအများကြီးပဲနော်ဒီနေ့ကျမှထူးထူးခြားခြားပဲကျွန်တော်ဒီနေရာကိုရောက်ဖြစ်ကြတယ်ကိုစီသူကျေးဇူးအများကြီးတင်ပါတယ်ကိုစီသူ Happy New Year ရှေ့က ဘုံဘုံဖျောက်လည်းကျေးဇူးတင်ပါတယ်အမေကရွှေ အများ မေးကြည့်ပါဦးပွဲကင်းနဲ့အိတ်တာလား ကျွန်တော်မဲထောင်ပေးလိုက်ကြပါလားဗျာ resort မှာအိတ်နေသလိုပဲနော် ဟုတ်ပါဘူးအမေကအိတ်တာရှိမှတရားသဘောတွေဆောင်တာပါအနိစ္စတဘူးဒုက္ခတဘူးအနတ္တတဘူးအောက်ကကိလေသာတွေတော့ပိုက်တက်တာတွေတယ် မင်းမိုးကုတ်ဆရာတော်မြတ်တရားဟောတယ်ထင်လို့လားကဲတော့ကျွန်တော်မိသားစုတွေဗျာဒီနေ့ကတော့ မနေ့ကညကြရင်ကျွန်တော်တို့ မိတ်ဆက်တဲ့ညလေးပေါ့ ဟိုမီးလေးရောနည်းနည်းလေးထပ်ပြီး ဖြစ်ဖြစ်ပါကိုစီသူရေ မီးအားနေတော့လေအမတ်တမကြည့်ကျွန်တော်ကိုအသားမဲတယ်ပဲထင်နေရ မီးလဲလင်းဝါရော မောင်ကြောက် ပြာတက် အော်ရီယိုဘိုင်းနေကတော့မနေ့ကညကျွန်တော်တေချာလေးပြန်စီစီပြီးတော့ ကျွန်တော်တို့နဲ့ကိုစီသူတွေကအခုမှနဖူးတွေစုံရတာကျွန်တော်တို့ရဲ့အကြိုက်ကိုလည်းအခုမှသူပါသိရတာကျွန်တော်တို့ကျွန်တော်တို့ရဲ့အကြိုက်ကကျွန်တော်တို့ကမိုက်ကင်ပြီးလုပ်တဲ့ကျွန်တော်မလုပ်တတ်ကြပါဘူးမိုက်စတန်လေးတွေကျွန်တော်တို့ မော်နီတာမနေ့ကညရင်ဒီပေါ်မှာ68လုံး ငါတို့ကဘယ်သွားကဘယ်နေရာသွားက ဒီအောက်မှာကတယ်တို့က တို့က အဲ့ဒါကြောင့်မိသားစုဒီနေ့ညတော့ကျွန်တော်မိတ်ဆက်တဲ့ညလေးဆိုတော့ဘယ်လိုမှငါညကြတော့ ကျိုးမိုက်နော် ဝေးအမေ ဝဲကျွန်တော်တန်ကြရတယ်မလား ဟုတ်ကြားတယ် မနေ့ကညဝဲခိုင်းထားတယ် ဟုတ် နော်ဘိုင်းလုတ်တဲ့စက်ရုံကမဖွင့်သေးလို့လေခဏ ဒီနာအုပ်စုမနေ့ဖြတ်မလာတော့နော်တက်ဆိုင်ရစကားပြောမှာ ကိုမိသားစုတွေမြင်ချင်းဆိုင် frequency ဒါတွေမပြန်လဲမပြန်တော့အေးစေးပဲ ထိုင်နေကြရင်လည်း မိသားစုလိုပဲ ဒီနာကျွန်တော်ချစ်သူပဲရောက်ပါလေ အမ အမလက်ပြတယ် ဟိုဆိုင်ကနေမသွားသေးတယ်လေကောင်ရဲ့မင်းက ဟိုဝင်တိုင်းနေဟိုမှာမင်းပြောတယ်မင်းချစ်သူဝင်တိုင်းပြီမှာ ဟာကိုချစ်သူများချစ်သူရှောက်ပြောတယ် သွားမစနဲ့အဲ့ဒါစမောဗျာခင်ဗျာ စမောဆိုတာငငယ်လေး င ပေါ့ ငယ်လေးပေါ့ မဟုတ်ပါဘူးစလိုက်မောတယ် လောက်ပါနဲ့အားလုံးရ ပါနဲ့ခလေးကိုမစပါနဲ့ခလေးကသွားတာမစုံသေးဘူး အဲ့တော့ကိုကျင်ဝဲရဲ့ဘူးသားခြင်းရှိတယ် မမတို့ ကိုကျင်ဝဲဘူးသားခြင်းရှက်ပြီးတော့ဘိုက်ဆာဆန်နဲ့မွေးကားတွေဖွက်စားတယ်ကြားရော ကဲဟုတ်ပြီကျွန်တော်မိသားစုစံစံလေးကကြည့်ရပွဲလေးနော်အရင်ကလေးသုံးပုတ်ကကြရအောင်နော်သုံးပုတ်ကပြီးတော့ကျွန်တော်အနားယူမယ်မနေ့ဖက်ကညအတွက်အားမွေးမယ်ကဘာမကြီးဆိုရင်သိမ့်မယ်ဒါပဲ ကဘာပြေ ဟောဟဲ့ကောင်လေး ပြန်ညလေပြောင်းမတော့လေအပြောင်းပါလေအပြောင်းပါလေ အပြန်ညလေပြန်ညတော့ဗျာခုံနေပါပြန်ခုံနေပါပြန် အဲ့ခုံလေးကနေမမဖင်ကောင်းနေဝင်သွားလိမ့်မယ်အဲ့ခုံဟုတ်တယ်ကဲဟုတ်ပြီကွန်ပျူတာရအောင်ဆရာတော်ကြီး ပါဆရာတော် ခလေးချစ်စော ဒါကြီးကကလေးလား နိုင်အောင်စီ ဒါကြီးကကလေးလားဂေါ်စီလာလောက်ရှိရယူမင်းကကလေးလား ဈေးရည် ဘုံပြလုံးနဲ့ကတော့ခလေးပဲ ဈေးရည် အော်အမေတော့ကပေါင်ကြတဲ့ကလေးကိုပြော ကျွန်တော်တို့စရောက်တဲ့အချိန်ကစလို့ဘာလိုလေသိမ်းမှမရှိပါ ဟုတ်တယ်ဗျာတကယ်လိုလေသေးမရှိဘူး ခရုစိုက်လုံးအားကြည့်လို့ကျွန်တော်တို့အားတော်နာမိပါ တကယ်မျက်နှာပဲထားမှမလေး နေစရာ ဆရာတော် စားစရာ စားဖို့တောက်ဖို့နေဖို့ ကျွန်တော်တို့ကမြန်မာပြည်ကလာတယ်ဆိုတော့ကျွန်တော်တို့ဖုံးကတ်တရားစကျွန်တော်တို့မြန်မာပြည်နဲ့အဆက်မပြတ်သွားရအောင်ဖုံးကတ်တရားစဘာလိုလေသိမ်းရှိ မရှိပါဘူးဗျာ အားမလိုနေလည်းမရှိဘူးပတ်စံမပေးရတာတခုပဲ ဘာလှုပ်ချင်လဲလှုပ်ချင်တာပြောပါဆိုတာအစအကုန်လုံးဒါပေမဲ့တခုတော့ तू မလှုပ်ပေးပါဘူး ဘာမလုပ်ပေးတာ ဘာဖြစ်ဖြစ်ပေါ့မင်းနဲ့ပါဆိုင် အဲ့ဒါခင်ဗျဟိုတခါတည်းတနာသိပေါ့အောင်မှာဆိုလို့ပါ ကျင်ဝဲကနေကြောင်မပြောချင်လို့ငါမပြောချင်ဘူးတော့ ဟုတ်ကဲ့ ရောက်တဲ့ကိုကနေငါမပြောချင်ဘူးတော့ ဘာလဲပြောလဲပြောလိုက်ပါလားနေမပြောဘူး ကျောက်ကဒီကဲပြောတာကိုကျင်ဝဲ ဘာဖြစ်လို့မက ကျွန်တော်ပြန်ပြီးမကောက် ဘယ်လိုလဲ ကျွန်တော်ခလေးတယောက်မှမထောက်ဘူးကောက် ဟိုကလေးမဟုတ်လူကြီးတွေ ကျွန်တော်ရောက်တဲ့ဟိုကဆရာတော်ကြီးကဒီနေရာမှာအရင်တော့တော်ကြီးဗျဆရာတော်ကြီးတကယ်ပါဆရာတော်ကြီးဟိုပြောမယ်ဆိုတမာရီအားကောင်းလို့ဒီနေရာကြီးတာသနာနေပြီလို့ဖြစ်လာပြီးတော့ သာသနာ အာဇာနီလေကွာ ဖရားတွေဘာတွေနဲ့ဓာတ်ပုံနဲ့နိုင်ဟော
ဒီနေရာကသူတော်ကောင်းတွေကိန်းအောင်မွေးလျော်တဲ့နေရာ ကျွန်တော်နတ်ပုံမြင်မှုပြီ နတ်ဘုံ အောက်ပြီးတော့ လူပုံလည်းမြင်မှုပြီ လူပုံကဒီပုံမဟုတ်ဘူးလား လူပုံ ဘာမှလည်းလူပုံ လူပုံဆိုဟာမှာဟိုတပုံဒီတပုံဟိုနာတပုံသုံးပုံလူပုံသုံးပုံ လူပုံဘောကလူအိတ်ပုံပါ ဘာပဲဖြစ်ဖြစ်ဒီဘက်ကငါ sorry နဲ့အေးစင်ကြီး ဟာ ငါမှတော့မိုက်တယ် dream band နဲ့ပြီးရော okay ပဲအဲ့ကျလည်းပဲလာကြည့်နေရုံပဲလား 5 star ရဲ့မိသားစုဆိုတာဒါကိုပြောတာ5 star ရဲ့မိသားစုကအကွင်းလုံးပြည့်ကလေးတွေအစကြတော့ခတ်ပြီးတော့ခိုးရင်ခိုးပါစေ အိမ်မှာလည်းဘာမှမရှိဘူးလေ အစ်စေပဲကလေးတွေကြဒါ5 star ရဲ့အမာခံပေးသက်တွေပဲ လာကြည့်တာကျွန်တော်မသိတော့မေးတာဒီမှာခလေးလောက်တဲ့ဆက်မြန်ရှိကြ ရှိရဲ့ ခလေးလောက်တဲ့ဆက်ရှိတော့ဗာလဲမင်းမနီလာကိုပို့မလို့လားပို့ရင်ပို့လိုက်လေအဲ့ဒီမှာငါဆက်ရုံမှုပဲ စက်ရုံမှုကလည်းမဲတူနေတာပဲ ရတယ်ငါတော့တချောင်းနဲ့ငွေဖိတ်မယ် မင်းမိုက်မလာဘူးမလားပြတ်တောင်းနဲ့ လာတယ်ကျွန်တော်မလာတယ်ကိုယ်တန်းနဲ့ကိုပြောမိုင်းအောင်ကိုပြီးလှုပ်ရှားတာအောင်တော့မပေါ့ ကျွန်တော်တို့စရောက်တဲ့အချိန်မှစ၍ မိုင်းနဲ့မတူကပ်ပလီနဲ့တူနေတယ် လေရင်ခွင်းကနေအစဆင်းကားလာတာအစပြောစရာမလိုအောင်ပြည့်စုံရတယ်ဗျာကျွန်တော်တို့စရောက်တဲ့ကျောင်းတဲ့အစဝေးရောက်တဲ့အချိန်မှစ၍ဗါလေလားကျွေးမွေးကြတဲ့ဘက်ကသူတော်ဝင်သူချေအလူရှင်အလူမများရဲ့သဒ္ဒါတရားနဲ့လေမြို့လုံးနယ်လုံးရွာလုံးသဒ္ဒါဘုံကပြည်တီဝင်းဆွေမျိုးညာတိမိတ်ဆွေလင်္ကာပေါင်းတို့ကရှစ်ဘဝရေဆက်စုံဖို့ကောင်းကြီးဩပါတာဓုခေါ်ကြတလေနိဗ္ဗာန်မဖို့နိုင်အတူများနိုင်ဖို့လေမေတ္တာတေ လီတီတီ အေးအေးမြမြ လီတီတီတီ အော်လီတီတီ မေတ္တာတေ အဲ့ပြောင်းပြန်ရင် စောက်ထိုးတွေဖြစ်ကုန် အောင်တော့ရေ ဟေး ဟုတ်တော့ ဟာဒီမှာအလုပ်လုပ်နေတယ် တကယ်မေတ္တာပို့နေတယ်နောက်ပြီး ဆရာ တော့ တော်ရဲ့မေတ္တာကြောင့်ရောက် တကယ်သာသနာနယ်မြေကြီး ကျွန်တော်လည်းတကယ်မြင့်တာပို့တယ် မဟုတ် နောက်တယ်နော် ညောင်သူလည်းတကယ်မေတ္တာပို့ပြောတယ် မေတ္တာပို့နှဲမပါအောင်မှာအောင်ကိုသက်ကိ အောက်ကိုတက်ကဆိုင်းနဲ့လုံပေးနေတာ ဆိုင်းနဲ့ပို့ပေးနေတာ အောင်ကတည်းကပြင်မမှာဆိုလို့ မရေရှိရမရေစု မလေး မေတ္တာရှိရမေတ္တာရောက်တယ် ဟုတ်တယ်ဗျာ ဒီကမိသားစုတွေအားလုံးကတကယ်ဘာသာရေးသမားတွေအများကြီးပဲကျွန်တော်တို့ 5 star တဲ့သာသနာပြုအဖွဲ့ပါဗျနော်ဟောကျွန်တော်တို့မုံရွာမှာဘောဓိတစ်ထောင်မှာ124ပဲငကယုံကျွန်တော်တို့ 5 star တိန်းတစ်ထောင် ကမ္ဘာအကြီးဆုံးတော့ငကယုံဖရာကြီး ကျွန်တော်တို့တဲတဲ့ငကယုံ တဲထားတယ် ငကားဆောက်ရှောက်တဲ့အဖွဲ့ ကိုမြတ်ချုပ်ခဏလေးကျွန်တော်စော်လေးထိုင်ပါစီဦး ဟုတ်ပါဘူး ငကား မင်းတို့ ဆောက် ကကိုယ်ပိုင်ပစ္စည်းတွေနေပါလားငါတယောက်တည်းလွတ် ငကားဆောက်ရှောက်တဲ့အဖွဲ့ပါအလောင်းတော်ကသဖဖူးဝင်ပြောပါပင်စတာယာအဆောင်ကြီး 5 star လို့လှူခဲ့ပါတယ်ကျွန်တော်တို့လှူခဲ့တဲ့လူတွေအများကြီးပဲအဲ့တော့မေတ္တာတေ လီတီတီ အေးအေးမြမြ လီတီတီတီ အော်ဟိခါချွေ လီတီတီ လီတီတီတီ အေးအေးနမ်နမ် အာအောင် အ ကြီး င်းကြီးပဲဖြောင်းပြန်ဖြစ် နည်းနည်းများနေပြီနော် ဟိုအေးမြမြလီတီတီတောင်းတယ် မဟုတ်ဒီမှာအေးမြပါလို့လားဟလားမပါဘူးမလား ပုတ်ဗျာနှဲမှုတ်မယ်ဆိုတော့အောင်တော်ပြောပါကွာငါမေတ္တာတေဆိုတီတီတီမင်းနဲ့တန်ရလီတီတီပေါင်နေတယ်ဘာနဲ့လဲကွာ ငါနဲ့ကတပေါက်တည်းထွက်တာ ခုနှစ်ပေါက်ရှိတဲ့ပလွေယူမလား လာမပိန်းနဲ့ကလမမီးရှို့ပြပါ ဒီမှာအိုးစီဝိုင်းရှိတယ်တဲ့ ဘာမှမရှိဘူးနင်းကြောင်ငါသိတယ်ကလဲကကြစ်နဲ့ ကလင်က ကလိန်ကကြစ်လို့ကနင်းမေကလဲကကြစ် ကဲကောင်းတော့မနောက်နဲ့ဗျာကျွန်တော်လွတ်လို့မနော် ကျွမ်းလုံးလုံး ပြောတာလေ ဟိုဆရာတော်ကြီးပြောတယ်ပြောမှမရတာကြီးကိုစဖွင့်လေရနောက်တော့ပြန်တော့လုံနေမင်း ငါတော့ဒီညတော့မြစ်တာပို့မယ်မင်းမနှောက်ရှက်နဲ့မင်းကကြိုးပြောရမှာ ငါပြောစရာမလိုတော့ဒါတော့မကိစ္စမမဟုတ်တာ မင်းတို့ပြခိုင်းတယ် သူကပြောမပြောတာခင်ဗျာလေ မင်းကွာနားမတောင်းတာ ။ငါပြပြောင်းနေတယ်ဖိုးကလား ဟာဟုတ်ပါလားဖိုးတခေ ဖိုးကလာဖိုးတခေကိုတော့ တော်ပြီဖိုးတမြ ခွီ တော်သေးတယ်ငါဖိုးတစီမပြော ဖိုးမြက်ပြူညင်းညင်းနေဖိုးစည်းခွက် ဟိုကဖိုးတခွေးညင်ညင်နေတဲ့ထိုင်းနေမင်းကိုပြောနေတာ ငါပိန်းနဲ့စီသူများရှိတာလို့အဖော်ရှာနေတာ မင်းမရှိဘာမှမရှိ ရှိဘူးလား ရောက်တုံးလေဆရာတော်ကြီးရဲ့မေတ္တာကိုခိုးလုံးရတာ ငါလည်းဆရာတိုင်းမြစ်တာကိုခေါ်လို့ မေတ္တာရဲ့အောက်ကိုရောက်လာပြီဆိုတော့ကျွန်တော်တို့ရှင်ထဲမှာကြည်နူးပြီးသား ။ကဲကြိုက်ကြီးကိုဖရားကြီးဗျာ ကြိုက်တီကိုတစ်ခါတော့ရေပေါ်မလွယ်ဘူးကဲ ကြိုက်ကြီးရုပ်ပုံသူ ။သာမဏေပိတ်ထီတော်တင် ဟုတ်ကဲ့အထက်ထား တကောင် ကဲချက်ပြေရှိပါ ငရုံတွေပါလာတော့မှာ ငကယုံ ငကယုံတဲတော့မယ်တောင်းဝင်တောင်းဝင်တောင်းတယ် ငရုံမင်းကျော်ဆက်တယ်မယ် ဘာတဲမလဲ ကလေးယုံ ဒီကလာယုံရတယ်ပေါ့ကွာဟုတ်ဘာလျှောက်ပြောမင်း ကလာမယဝလို့ အားလုံးမယုံတာ ကလာကိုယုံ ကလာကိုရောက်ဩလောက်ပြန်ပြီ
သူ့ဟာက မင်းငါစုပုံချင်းတော့ တကယ်ပါဆရာတော်ကြီးမြစ်တာတကယ်ကြီးပါပါတယ်ဗျာ မေတ္တာတဲ့ လီတီတီ ဒီလင်းတီတရားလည်းပါတိပဲပြီ ပြောင်းမှရမယ်နဲ့တူတယ်ဒီလီတီတီက အတိတ်ကောင်းနမိတ်ကောင်းတယ်နော် အေး အတိတ်ဆောင်နဲ့နမိတ်တစ်ပေါက် အေးအဲ့ဒါပဲငါတို့နိုင်ငံကြီးကဒါသဘူဒီပါလက်ရတောင်ကျွန်းဒီထဲမှာပါနေတယ် ကျွန်တော်တို့ဗုဒ္ဓဘာသာ9နိုင်ငံရှိတယ်9နိုင်ငံလုံးတွေအားလုံးကသာသနာအယောင်ထုံးလင်းတောက်ပါဟုတ်တယ်မလားအဲ့တော့လူရဗျာ လီတီတီ လူရဗျာ လီတီတီ ဟာအတန်နဲ့လဲမို့စမ်းသား မင်းကြိုက်တာဆိုလဲငါမဟုတ် လူမဲဗျာ လီတီတီ လူမဲဗျာ လီတီတီ လူမဲဗျာ လီတီဂျီ အော်နှိပ်ရပွား ရေစိန်လိုက်တာလေ တဲ့ရင်စိန်တယ်ဆိုတာရှိတယ်ဟာ ဟုတ်သေးပါဘူးကွာချီသူရေပြောပြလိုက်တဲ့ဘောဂျင်ဝက်ကနားမလဲပါမလဲနဲ့ဟိုကလည်းဘာမှမသိတယ်နဲ့ကွယ်ပြဿနာတွေတက်ကုန်မှာအော် ဩအနောက်မှာတခဲဝယ်ထားတယ်လေ တကယ်ဝယ်ထားတယ်လင်သွားမလုံနဲ့ကလမရဲ့ဒီလုံမှာရှုပ်ကုန်မယ်ဟာကွာနိုး ကိုဒီလာထဲတာနေကိုထဲနေတာ ချီ လူမဲဗျာ လီတီတီ လူရဗျာ လီတီတီ လာဘူရီရဲ့ လီတီလီတီ လောက်ပူရီယာလီတီဖြစ်နေတယ် မစိုးဘူးကတော့လိုက်မလို့မစမ်းလာဘူရီရဲ့ လီတီလီတီ ထိုင်းနိုင်ငံရဲ့ လီတီလီတီ ဟောဒီပွဲမှာ လီတောင် ဟာရ ထိုင်းနိုင်ငံရဲ့ပွဲမှာလိတောင်ဖြစ်သွားမင်းတို့ကဘာသာဖြစ်တာ မမျိုးလား ဘာဖြစ်လို့လဲ မင်းထိုင်းနိုင်ငံမှာမတောင်းမင်းကြီးတော့နားထဲဝင်တောင်းသွားတယ်တိလား ဟောဘာဖြစ်တာလဲ နဖာကလေးတော့ဇက်အောင်ကလွဲနေရကြတယ်ပါ အာယုံနေများနေရကြတယ်ပါ တော့စိတ်တုံနေတာ အာ နော် ယုံများလား ဟုတ်တယ် ဟုတ်လေ ဘာဖြစ်တာ မင်းတို့ကတီးတော်မှာကွေးကောင်ပြေးသွားတာပေါ့ ဘာဖြစ်တာ ရှောင်းသွားတာ ရောင်တာအရင်မင်းမရောင်တတ်ဘူးမ ကိုရောင်တက်သွားတယ် ဝေးဝေးသွား ဟာ တောင်းငါပါရ ရောက်တိုင်းလဲဝဝနေ ငါမယ်ဖေ ရရရရ ဝေးဝေးနေစိတ်တုံနေတာနော်လူပုစိတ်တုံခွေးပုရန်လုံးနော် ပြောနေဖေရော့ပါတာ ရွှေလိုချင်ရွှေဖြစ်ရမယ် လီတ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 ီ ငွေလိုချင်ငွေဖြစ်ရမယ်တဲ့လူစိတ်တဲ့လောကလက်ဆုံးတကယ် တီလီတီလီတီတောင် ဒီငါလွတ်လိုက်မယ်နော်မတော် ငါဟိုထဲရမှာလားမင်းထဲရမှာ လိုက်ကောင်ထိန် ဟုတ်ထဲရမှာ နားနဲ့တောင်းပါဆိုလို့နားနှစ်ဖက်ပဲပြီးဟိုဘက်လက်တာနောက်စီကိုတောင်းသွားတယ်ပြင်းတော့ ဒီဘာဖြစ်နေတာလဲရော ရှောင်းသွားတာ ဝေးဝေးသွား မင်းဝဝနေလို့ပြောဩလုံးပြီးတော့မှာပဲဟေးဟာ ကျွန်တော်တို့မယ်ဒီကောင်နဲနဲ့ဘလို့မှလိုက်မှုလို့မြင်တယ်ချင်းတပုတ်ပဲရှိတယ် အေးကွာ ။ဗါလေဗျာစပါးရွှေဝါဟာလောင်လို့ပေါ်စီကိုလီတီစီယုံမီလုံးစီယုံမီလုံး လီတီလက်တောင် လီတီမတောင်း လာတောင်းလဲဖြတ်ကုန်ပြီမယ်လားခါလဲဖြတ်ကုန်ပလိုက်လို့ပဲမြင်ကလေးပြတ်သွားမယ် ဘာလို့မတောင်းတာ အယောင်ကျသွား အေးလို့အယောင်ကြဟလားဟဲ့ကိုကျော်က ဟမ် ခင်ဗျာအိုက်ကောင်ထိမှာလားကျွန်တော်ထိရမှာကျွန်တော်မလုပ်တော့ဘူးဆော့ ဟို ဆော့ ဒီကောင်ကမင်းကိုမကျေနပ်တော့တာ ဟာလား မင်းကသူ့မိမကိုစောစောဖက်နန်းတာလေ ဟာလား အေးအဲ့ဒါကိုတင်းတာ မင်းပြောလို့ပြောလို့ ငါလို့ငါကြရင် तू မလုပ်ရတော့ လို့စား ရွှေမော်ရီရွာတီ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 ပစ္စည်းတွေခမရလီတ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 ီစပါရွှေငွေနှပြလီတီတီလီတီလီတီတောင်းသူစပါတော့လည်းဝင်တော့တာငါမသိဘူးလေ ပြောပြီခင်ဗျာဆက်ဆိုစဘာတော်လို့အဲ့ကောင်တက်လင်းပြင်လဲတောင်းပါအကုန်လိုက်တောင်းမယ်ကောင်မ ဆုံး ဆုံး ရှုံနှုတ်ရှက်နေတယ်ရတကယ်ကတကယ်ရောက်တော့လို့မှာကွန်ပျူ ဆ တာ ရာတော်လည်းကုန်ပြီလားဒီပွဲကြီးကလည်းတကယ်ကြီးတော့တယ်တက်ထားပါတာပြိတ်ပွဲကောင်းမြတ်တဲ့ပွဲမှာအဲ့လိုမကောင်းတာတွေရှိတယ် ဟိုကောင်တို့ကအတိတ်ဆောင်နမိတ် နောက်ရှက်နောက်ရှက် ဒီတချင်းတွေကအမတန်တမိုးရှိ ဒီနေရာသာသနာနယ်ဖြစ်နေပြီလေ အေးလေ အဲ့တော့အနောက်ရှက်ကဘေးနားမှာပါမှာပဲ မနက် မင်းတို့မြစ်တာတွေပို့လေအနောက်ကအကုသိုလ်တွေဝင်လေပဲ အကုသိုလ်ကရှိမယ် အဲ့ကောင်တညာလုံးလိုက်တောင်းမယ်ကောင် ငါတို့ဘယ်လိုလုပ် ရုပ်ကအကုသို့ရုပ် အာကိုတော့မင်းနေတာဟိုမှာမင်း မင်းကိုပြော အဲ့တော့ငါတို့ဘယ်လိုလုပ် အဲ့တော့ဒီကောင်လိုက်တောင်းလို့မရတဲ့နီးတနည်းပဲရှိတယ် ရှိတာပဲမ အဲ့ကောင်တောင်းလို့မရတဲ့ချင်းမျိုးကိုပြောင်းဆို ချကွာ ငါတို့မှမရှိတာ ရင်းလေမြူးမြူးလေးကတူချစ်တူချစ်တူ ဟောအေးခိတရှိနေဆိုဘာ အဲ့တော့ရငေါကောက်လို့ရပြီ ခိတရှိဆိုဘာမှမပေါ့ ဟုတ်တယ်အဲ့ဒါဆိုမရဘူး ဒီချင်းမျိုးဆိုတောင်းလို့မရဘူး လို့ဆိုင်ဘာချင်းလဲ ပေါ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 မလုံးမလုံး လက်တီတောင်လက်တီတောင်လက်တီတောင်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  တောင်း ဟေးဟေးလောအောင် sorry ပါကွာရောငါတချင်းကပေါ်တာများတော့တောင်းတာပိုများပါတယ်
မင်းအစွဲမြတ်လို့မမြင်ငါနဲ့သူနဲ့ညာတော့မှာ သွားလိုက်တော့သွားလိုက်တော့ တယောက်မှဘာမလို့ငါလုံးမရမှာ ရလား ဖဲဟေးအောင်ပါစေလက်တီတော် တော်ဆောက်ဖြစ်မရှိနဲ့နာပြောင်းပါလေ ကိုကျင်နေကို ရလွယ်လွယ်လေးကိုမီးကကိုငိမ့်တာကောင်းဆုံးပဲ ဟုတ်တယ်မင်းမွေးထားတယ်မီး ဒီတစ်ချင်းကတော့ rat ချင်းဆိုတော့ဘယ်နဲ့မှမပါဘူး အဲ့ဒါတော့ဟုတ်တယ် မင်းစောနဲ့ငါစောကပုံမိုက်တယ်ဟဲ့ငါစောပုံမိုက်တယ်ဒါလေ လစ်တီလက်တီတော်လစ်တီလက်တီတော် တောက်တောက် တောင်းတာပြီးသွားပြီမင်းကတောင်းလို့မပြီးသေးဘူးနော် ဟိုမင်းတို့ရှာကောင်းတယ်ကွာ အသာမြောက်ကိုမရင်းလာကျင် တော်မင်းလည်းမရဘူး ရအောင်လား ငါသဘောပေါက်သွားပြီဒီကောင်ဘယ်လိုလုပ်ရမလဲဆိုတာ ရ ရပြီ ချမ်း ကိုကိုကြီးပွားရမကိုကိုလက်တီတောင်းစမ်းသူများတောင်းပြီလေမင်းရင်တောင်းစမ်း ဒါဒီလိုရှိတယ် ဘယ်လိုရှိ ဝဲကူရရလည်းများအေးရလည်းပြက် အကုန်သိတယ်လင်း အေး ညာ ရလည်းအေးတော့ မတောင်းနိုင်တော့ တဲ့ ဗျာတုတ်တယ်လွင့်လာတယ်ဗျာ မိုးကြိုးပါပြည့်သွားမှာ အုံးဒီမြတ်မှတ်နေလား ဘလို့ရှတ်တာ ကဲရောက်တော့လေ five star ရေလို့ဖြစ်လာတဲ့တိုင်တဲ့ဆောင်းတဲ့ဒီညီကန်းကိုစဖွင့်ပေးရစေခင်ဗျာ ဟေးအားလုံးအေးရကြတယ်လက်ခုပ်တန်လေးကြားကြပါလေဗျာ လော်ဘီလော် ဟိုနောက်ကခုံတယ်တီးပေးပါ နေတီးလို့ရမလားခုံလေးကသူ့အတူထား ခေါင်းကဘယ်လိုတိနဲ့သိချင်းဆိုရဲ့ အိုး စီသူမင်းနှခမ်းလေးပြလိုက် ဟောဖိုးတယ်လာဦးမယ် အားပါလို့ မင်းကဘာမောင်း ကျွဲမောင်းတာဟဲ့လာမောင်းတော့ဟာ ကျော်ဟိန်းနဲ့အရန်တူရာ ဘသူတော့ဟာ ဒီယူပါ ဟာမဲနဲ့ပြဲနဲ့တဲအိုးပင်ဟာကျွန်တော်မျက်နှာကြည့်လိုက်ပါရမ်းလာတယ်တော်ရဲ့ ဝက်မျက်နှာနှခမ်းကတော့ယူတူတူနဲ့စောက်ပါစောက်ပါ ရာစီညနာလေးဟာ ဘာဖြစ်လဲပြောတယ် ဒီတီဘူးလို့တကယ်လား ပေချာကြည့်ပါစောက်နာယူတဲ့နာဘူးတကယ်ချောတာကျွန်တော်ပဲ မြောက်ကိုလေးနေတူးလို့ထင်နေတာ ဘူးလို့ဒီ အစင်ပြေတယ်ဗျာ ဂရီမော်တီနာနှစ်ယောက် ဝါတူတဲ့ပြိုင်နဲ့ နှစ်ယောက်မွေးတာတလား အောင်တော်ဘူးလားမင်းတကူမှဝင်ပြောပါ ဟိတ်ကောင်သူဟာငါကိုကြီးလေကွာ သူ့မိမဒီလာမသိအောင်နေတာ ဟာငါကိုဖွန်ကြီးကြဖွန်ညာအေးရောအကုန်သိသွားပြီ အောင်တော့ဖုန်ကြီးကြောင့်ဖုန်ကြောင့် အောင်တော်ဖွန်ကြီးကြောင့် ဖုန်ကြောင့် အောင်တော်ဖွန်ကြီးကြောင့် ကျင်ဝက်ခင်ကြီးပြောင်း ဖေးပြောင်း ဟာ မဟေး မနေနဲ့ နာမည်မောင်းသွားပြီကွာ မင်းပြောင်းတယ်လေအောင်မင်းနောက်ကဖေးမေး ကိုသမီးရဲ့အရွယ်လေးနဲ့ကလစ်ဖိမရိုင်းတဲ့လူ ဟဲ့အောင် ခင်ဗျာ ငါ မင်းဖယ်အောင်တော့မင်းဖယ်လိုက်ရ အောင်တော့ထိ ထိ န်းနေ ကိုသမီးကိုညမဖေမဲကြီးရလာပြီးတော့ ဟဲ့ အောင်တယ် ငါ မင်းဖယ်ကြာစီငါလုံးတော့မယ်မင်းမရိုက်လိုက်ပါတော့ကိုဗျာခင်ဗျာ ဆရာတော်ဘုရားနဲ့ကျွန်တော်တို့အသက်ကြီးတဲ့ပုဂ္ဂိုလ်များတောပိုင်တောင်ဝင်များအားလုံးကြောက်ပါတယ်ဒီနှစ်ဒီကျန်းနေလာမယ့်နှစ်ဒီချိန်ထိငါလုံးမှာပါရီတနစ်စာပြီးအောင် အောင်မလဲတို့နာမည်အရင်နေခေါ်သွားတယ် ဆေတော်တော် နေပထွေးကငါတော့ဆဲသွားတာ ဆဲရလား ဆဲသွားတာ နို့ဆဲတာနဲ့အခုကမဲ့အသေးကညာလေးကဘသူ ငါမိတ်ကျင်ဝက်လေ ကျင်ဝတ်ဟမ် လောနာကြောင်းနောင်ညံလောအမေချိုလီယာမေတန်စတီယာအိုချိုကိုချာဟေဆိုတိုင်းလည်းကရဲစောက်ယူကြီးပါကွာ ဟာမရိမ့်လိုက်လား ဟိုကတကယ်ကရတကယ်လည်းမဆိုအာမေဂျိုလီယာကျင်ဝက်ဖင်ရလား ရာရှင်လာခဲ့ပါတညာလုံး ဘာလုပ်မလဲ ကုတ်ပေးမ နစ်ဆောက်ခွက်ကကုန်းမဆောက်ခွက်မဟုတ်ဘူး မဟုတ်ဘူးပါကွာ အေးလေ မေသေးထိုက်ပါအောင်တော်ရဲ့ ညောင်ရှုံးရဲ့ ဟေး မေသေးတိုက်ဆိုအဖေကတော့အမြဲကြိုက်ပါတယ်လို့ ဒါဖြင့်ငါတပွေဆွဲလိုက်မယ်ကွာ ကွာရှေ့ခဲတိုက် တီ
အမလေး